ပြင်သူရဲ့မိခင်ကအေးရတယ်လေမင်းကြောင့်မင်းငါကိုပြောစင်မှာမင်းမျက်ဝန်းမှာချင်တာဆိုတဲ့နှွေးထွေးမှုကိုရှာဈေးပေါ်တဲ့သူရဲ့မွေးဆက်သွေးခဲကိုပါမချသူသာမပါရင်ညဘက်လေးဟာမလားစိုးထိတ်စွာရောက်ခင်ရင်နဲ့အယူကောက်ခဲ့သူလည်းပဲမဝါချိန်နေတဲ့ဆွေးကြိုးလေးပါဗျာမင်းကိုတန်တမိတယ်လားတတိယမိတဲ့ငါရဲ့စိတ်ကိုငါမေ့ပြချင်တာဟိုးရင်ပြုံးငယ်စဉ်ငါမင်းရဲ့နှခဲနဲ့ရဲရဲကြီးကိုငါမောင်းလိုက်တာဟိုးနေမေယောကပြောက်ဖို့ရာငါထဲကပေးတဲ့စေးတွေအဲ့မှာအသုံးရောတည့်ရင်လားမင်းနေကောင်းလာမေးဖို့ရာငါစိတ်လျှော့ပြီးတော့အိမ်နေမိတော့ဖုန်းနဲ့ဆက်ပေးထားမင်းရဲ့မြေစားတော့ဟာငါရဲ့တဲမှာစွန့်တင်ငယ်ပြီးတူတူတိတ်တဲ့တကားခါဖြစ်လာနိုင်တဲ့ကြောင်များကိုငါနာကမှလက်မခံရဲ့လို့ဆက်ပြန်လိုက်တာပါငါလူကောင်းတယောက်